င်္ဂလာပါမျိုးတို့ရေဒီတစ်ခါတော့ကိုယ့်ရဲ့ကွန်ပျူတာပဲဖြစ်ဖြစ်ဖုန်းဝင်ဖြစ်ဖြစ် tablet ပဲဖြစ်ဖြစ်ပေါ့နော်သူတို့တွေနဲ့ပတ်သက်တဲ့ internet speed ကိုကျွန်တော်ဘယ်လိုစစ်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆိုကျွန်တော်ကိုယ့် browser ဘာပဲရှိရှိပေါ့နော်Microsoft Edge ပဲဖြစ်ဖြစ်Microsoft Google Chrome ပဲဖြစ်ဖြစ်ပေါ့နော်ဒါအဲ့ဒါကိုကျွန်တော်ခေါ်လိုက်ပါမယ်ပြီးရင်ကျွန်တော် SPEED speed test speed test လို့ရေးလိုက်တာ ਨੇ ဒါကြိုက်တဲ့အားနဲ့စစ်လို့ရတယ်ပေါ့နော်ဒီမှာ UCLA နဲ့စစ်လို့လည်းရတယ်လို့ fast.com နဲ့လည်းစစ်လို့ရပါတယ်ဥပမာပြဆို for example ကျွန်တော်တစ်ချက်ဒီကောက်စစ်လိုက်မယ်ဒီနောက်ဒီ fast နဲ့လည်းစစ်လို့ရတယ် fast ကလည်း automatic စစ်တယ်ပေါ့နော်အခုဆို310 megabyte per second လို့ပြောပါတယ်ဒါဆိုရင် gain နဲ့ live stream ဘာညာလို့အဆင်ပြေတယ်ပေါ့နော် fast ကတော့ fast ဆိုတဲ့အတိုင်းပဲတကယ်မြင်ပါတယ်310 megabyte per second ဆိုစစ်လိုက်တာခဏလေးနဲ့speed ပေါ်တယ်ပေါ့နော်ဒီကောင်ကကြတော့ဒီကောင်ကျ speed ဆိုပြီးတော့ဝယ်ပြောတယ်ဘာမှမပြောဘူး okay ဒီမှာ3 millisecond ဖြစ်တယ်upload speed ကupload speed ကဘယ်လောက် download speed ကဘယ်လောက်ဆိုပြီးတော့သူပြောရတယ်ဒီမှာဒီကောင်က download speed က290 megabyte per second ပေါ့နော်ဒီ upload speed က60 meg per second ဆိုပြီးတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါ fast ဒီကောင်ကကြတော့ speed.net ပေါ့နော် speed.net ကလည်းအဆင်ပြေပါတယ်သူဒီမှာပြတယ်180နဲ့80download speed နဲ့52 megabyte per second ပေါ့နော်သူ speed ဆိုပြီးတော့ဆိုပြီးတော့ရှိတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့CMD ကိုခေါ်ပြီးကျွန်တော်စစ်မယ်ပေါ့နော်စစ်ရတဲ့အကြောင်းကျွန်တော်တစ်ချက် CMD ဆိုပြီးတော့ခေါ်လိုက်မယ်ဒီ command prompt ပေါ့နော် command prompt ခေါ်ပြီးတော့ကျွန်တော်တို့ Google ကိုဖင်ကြည့်လိုက်ပါမယ် PING ဖင် GOOGLE ဖင် google.com Google ကိုဖင်လိုက်တာ ਨੇ ဒါကျွန်တော်တို့ကို internet speed ကိုကြည့်လို့ရတယ်ပေါ့နော်အဲ့ထက်မှာထူးခြားတာကျွန်တော်တို့ဟောပါ let's say minus t လို့ထည့်လိုက်မယ် minus t လိုက်ထည့်လိုက်ရင် continuous pin ဆိုပြီးတော့တစ်ချက်ပေါ်လာတယ်ပေါ့နော်ဆိုဒီလိုပုံစံမျိုးတွေ့ရလိမ့်မယ်ပေါ့နော်ဒီမှာဆို6 millisecond ဘာညာအဲ့လိုမျိုးတွေ့ရမယ်အဲ့လိုမျိုးတွေ့ရဆို6 millisecond ဆိုတာတော်တော်လေး internet ကောင်းတယ်ပေါ့နော်တစ်ခါတလေ1000တို့2000 millisecond တို့ဘာလို့ဖြစ်သွားလဲဆိုတော့ဒါ internet တော်တော်လေးအချိန်နဲ့မကောင်းဘူးပေါ့နော်အဲ့ဒါဆိုရင် live streaming ဘာလို့လို့အဆင်မပြေဘူးပေါ့နော်အခုလိုမျိုး6 millisecond ဘာညာဆိုရင်တော်တော်လေးအဆင်ပြေတယ်ပေါ့နော် okay အားလုံးပဲအဆင်ပြေကြပါစေ